จีเน่บีอะไรดีอ่ะနေပေါင်းဟေးရောက်နေတီးကောင်းကောင်းနဲ့တီးနေရတော့ဟုတ်ပါရဲ့ငါကားတော်လေးတွေ့ကြဘူးလားဘာငါကားတော် ကားတော့ဘယ်သူကားတော့ ငါကားတော်ပါငါကားဟုတ်တယ် ဝိုင်းချီမင်းကားဝယ်တယ်လို့ငါတခါမှမကြားမိပါဘူး ဘာကြီးရော ကားဝယ်တယ်တခါမှမကြားမိပါဘူး ကားတော့ဝယ်ရသေးဘူးလေတော့အရင်ဝယ်ထားတာ ဟေးတော့ဒီဘာလို့မလုပ်နိုင် ရရင်ကုတ်လို့ရတာ ပေါ်ကြီးဘာလို့မှာတော့ပတ်စံကြီးကတည်းကနောက်မှဂျိုင်းတော့ဝယ်ဂျိုင်းတော့ ဆန်းနဲ့ဘာလဲဘာလဲအဲ့ကလည်းဂျိုင်းတော့မလို့ဘူးခ ဗျာခမရဝဲမလား ဘာလို့ ရတယ် ဗျာ ဘာလို့ဘာလို့ သူကဘာပြောလို့တို့ သူတော့ဇော်မင်းဟုတ်ဘူး အေး ဟုတ်ဘူး ဝက်စာ ဟုတ်ဘူးလား ဝက်စာဒီစင်နေဟာ သူတော့ထဲပြောမှရမှာပေါ့ကျွန်တော် ဟောပေါ့ ဟုတ်ဘူးဟုတ်ဘူးလားဟုတ်ဘူးဘယ်သူတော့ဝိုင်းချစ် ဘာလို့လဲကြွေးတောင်းတာလား မုံခုနမိုင်းရပြောနာ ငါခေါ်ရင်ကြွေးတောင်းတာများ ဝိုင်းချစ်တဲ့ပချင်းတွေပါလေဆိုတတ်လာတဲ့ ဟော ဆိုတတ်မဆိုနဲ့တဲ့ ညနေမယ်နော်စွာမမလား ဆိုတိုင်းဝနာမိုင်းရပြောနေဆိုပေးသမားတဲ့ ဟော ရာလူဝုဒ္ဓနဲ့လိုက်ပါအောင်ကိုကြီးကမြန်မာသချင်းတွေပိုင်းနေသို့ ဟော အဲ့ဒါစောင်းကိုຫນွေကိုလေးဆိုတော့နင်းပြောက်တဲ့ຫນွေရရင်ဆိုပေးသမားတဲ့ ရပါလေ ခုနမှာဆိုတော့ငွေ3သိန်းနဲ့ ဟော ချက်ပေါင်ပေးမယ်တဲ့ ပောက်ပါစေအမဟိုဆိုပြီးမယ်နော်နှင်းပြောက်တဲ့ຫນွေမြန်မာတန်ဆိုရင်ကျွန်တော်အရင်ကြိုက်ပါလေ အဲ့ဒီချင်းပြတိတ်ပိုင်တာ အဲ့တော့အမနဲ့ကျွန်တော်နဲ့ကြိုက်ချင်းတူတာဖြစ်တဲ့အတွက်ဆိုပေးပါမယ်နော်ကဲနှင်းပြောက်တဲ့ຫນွေတဲ့ဟိရောက်နေငါပို့ပေးစမ်းကျွမ်းနောက်ဖက်ကတမပင်းအောင်ကဲဟိရောက်နေဆိုမယ်ဟိ1 2တက်လီကဲဟိရောက်နေဆိုမယ်နော်1 2တက်လီ ဟာတတိတော့လို့ပါဖျင်းလေ ဆိုမယ်โอเคပါနေဝိရပြုစွာသူစွာတဲ့ပြီးချီဝီပလဲနူတို့စုကဆန်းတော်လာဆန်းဆိုပြီးနေနေဝေးကြစောင်းဝေးမနေလို့ဟိုလာနေလို့စက်ဒီကောင်ငါတာမင်းတို့နေလို့ကလည်းမင်းတို့ကြောက်လိုက်ရမယ် ဘာဖြစ်လို့ကိုမချီ လုံးလို့လားစိန်နာမှာလဲကောင်နေ ဘာဖြစ်လို့ စီးမဲ့ကမ်းမဲ့တို့တဲ့ကောင်စီးမဲ့ကမ်းမဲ့ဗယံပနာကလေးကချင်းဗယံပနာ အဲ့စကားတော့မပြောနဲ့အဲ့စကားတော့မပြောနဲ့ ဟောက်က စီနဲ့ကန်းနဲ့ရောက်ကလေးကတီးနေတာတိချာကြီးနော်စီကန်းရှိတီးနေတာဘာစီမဲ့ကန်း ကြီးတီးတယ်ပြောတယ်ပုံကမင်းတို့ကောင်နေလုံးတော့စိန်နာမှာလို့ပြောနေတာမင်းဘာဖြစ်နေရောမင်းဘာဖြစ်မင်းဘိုက်စားရင်ပြောဘိုက်စားလားလို့ငါစားတယ်ကွာ ညလေဗျာကိုတဲ့အငယ်တွေကြီးပဲလေကိုရဲ့ကလေးတွေနဲ့ကိုကြီးကခန်းခံပြီးတော့ ဒီနေ့ကမင်းလုံးပြရမှာငါအောင်နော် ဟေး ဘိုက်ရမယ်ဒီကတော့စီကမ်းမရှိလို့ပြောတယ် ကလေးတွေမကောင်းနဲ့နော်စီနဲ့ကန်းနဲ့တီးနေတာရောက်ကလေးကဘာစီကန်းမရှိဘာဖြစ်အောင်ပြော ဒီစီကတချင်းကစီးနဲ့ဝါနဲ့ဆိုရတာကမင်းဝါတီးတဲ့ကောင်ဘာမှမကြောက် ဝါတီးတာမကြားလို့ ဘူးဝါတီးတဲ့ကောင်မကြောက် ရတယ်ကျွန်တော်ပြောရသူကဝါတီးပြီလေမင်းမကြားလို့ငေါက်ခံတယ်သိလားတညာလုံးတီးလာတာကောင်းမှလဲနဲ့ဒီတပုတ်နဲ့ကြမှာတိတ်ခါကြမှာခံနိုင်မှုကွာ မျက်လုံးကန်းကျင်လို့လားရောင် စိတ်နဲ့မလောက်ပါ မျက်လုံးကန်းကျင်လို့လားမင်းဒါမမကြည့်ရပဲမင်းပဲငါတီးမယ် တီးပြီလေပေါ့စီတီးပြီလေဘယ်နဲ့ကွာတညာလုံးတီးလာတာ တို့တီးပြီမယ်ကိုကြီးဟာမကြည့်အော်မာနီမာနီမာအော်မာနီမာအော် ညဆောရမင်းတီးမှတီးချာတီး ရပြီလို့ တခြားလုံး တော တော့ င်းတယ်ပြောတောင်းတာအာနာတယ်ကောင်းတယ်ကွာ ရတယ်တီးပြီမယ်ကြားရင်ပြီးရောမလား မာကြီးတက်စုပေးမယ်နော်ဟဲ့အောင်နေ1 2တက်လီမင်းဝေးရပြစွာဒူစွာတဲ့ပြီးဝေးပလဲနူတို့စုကဆန်းတော်လက်ဆန်းဆိုပြီးနိနေဝေးကြောင့်စောင်းငယ်မတာမကြောက်ဘူးလို့ဝါဒီကမကြောက်လို့ဘယ်ဒီတိုင်းတော့ မကြား ကြောက် ဘူး ဒီဝါဖေးဝါဒီဘာဖြစ်တော့မိပဲလင်းငယ်နေနေရလားဝါကိုကြောက်ဒီ နေပေါင်းမကြားလို့မိတီခိုင်းတာလေ
တကဝါတီးဆော့နေတာဆော့နေတာ ဆိုင်တိတ်ခါကြအောင်ဒီတပုတ်နဲ့ကြမှာတိပေးလိုက်ကောချောင်းတိပေးလိုက်တိပေးလိုက်